မင်္ဂလာပါရှင်ရမ်းမိုက်ကနေကြိုဆိုပါရစေဒီနေ့ထုတ်ပြပေးသွားမှာကတော့လေဘင်းရှိဘဲရုပ်လေးကိုထုတ်ပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးမဂျစ်ရင်အရင်စထိုးပါမယ် row 1အနေနဲ့6 single crochet ကိုထိုးပါမယ်ခြေခံချီထိုးနည်းကိုအကောင့်ထဲမှာအသေးစိတ်တင်ပေးထားပါတယ်နော်တွားရောက်ပြီးတော့လေ့လာနိုင်ပါတယ် row 1ပြီးတော့ပြီဆိုလို့ရှိရင် row 2ထိုးပါမယ်row 2မှာဆိုလို့ရှိရင် V ကို6ခါထိုးပါမယ် V ဆိုတာကတစ်ပေါက်ထဲမှာ single crochet 2ခါထိုးတာကိုခေါ်ပါတယ် V 6ခါထိုးပြီးသွားပြီဆိုလို့ရှိရင် row 3သွားပါမယ် row 3မှာဆိုလို့ရှိရင် FC တစ်ခါ V တစ်ခါ FC တစ်ခါ V တစ်ခါနဲ့စုစုပေါင်း6ကြိမ်ထိုးပေးရပါမယ်စုစုပေါင်း80 single crochet ကိုရပါမယ်row 3ထိုးပြီးသွားပြီဆိုလို့ရှိရင် row 4သွားပါမယ် row 4မှာဆိုလို့ရှိရင်လည်း80 single crochet ကိုပဲထပ်ပြီးထိုးပေးရပါမယ်အခုမှစထိုးမဲ့သူဆိုလို့ရှိရင်တရိုးပြီးတရိုးမှာ single crochet လေးတွေပြည့်မပြည့်ရည်သွားပေးပါနော် row 4ပြီးသွားပြီဆိုလို့ရှိရင် row 5ပေါ့နော်row 5မှာဆိုရင် 2FC တစ်ခါ2 single crochet တစ်ခါ V တစ်ခါ2 single crochet တစ်ခါ V တစ်ခါနဲ့6ကြိမ်ထိုးသွားပေးရပါမယ်စုစုပေါင်း24 single crochet ရပါမယ်24 single crochet ပြီးသွားပြီဆိုလို့ရှိရင် row 6သွားပါမယ်row 6မှာဆိုလို့ရှိရင်24 single crochet ပဲထိုးရပါမယ် row 7လည်းလို့ပါပဲ24 single crochet ပဲထိုးရပါမယ်2 round ထိုးရပါမယ် row 8မှာဆိုလို့ရှိရင်တော့2 single crochet ရဲ့ decrease ရဲ့2 single crochet ရဲ့ decrease ရဲ့ဆိုပြီးတော့6ကြိမ်ထိုးရပါမယ် decrease ဆိုတာကတိုင်ရောဖြစ်ပါတယ်တိုင်ရောဆိုတာကတော့ single crochet ကိုနှစ်တိုင်ဖြစ်နေတာကိုတစ်တိုင်နဲ့ဖြစ်အောင်ထိုးတာပါ row 9ကတော့ single crochet တစ်ခါ decrease တစ်ခါ single crochet တစ်ခါ decrease တစ်ခါနဲ့6ကြိမ်ထိုးသွားပေးရမှာပဲဖြစ်ပါတယ်စုစုပေါင်း12 single crochet ရပါမယ်နော် row 9ပြီးသွားပြီဆိုလို့ရှိရင်ဆီလီကွန်လေးတွေထည့်ပါမယ်နော် row 10ကိုထိုးပါမယ် row 10မှာဆိုလို့ရှိရင်2 single crochet တစ်ခါ decrease တစ်ခါ2 single crochet တစ်ခါ decrease တစ်ခါနဲ့3ကြိမ်ထိုးသွားပေးရမှာပဲဖြစ်ပါတယ်စုစုပေါင်း9 single crochet ရပါမယ်နော် row 10 9 single crochet ပြီးသွားပြီဆိုလို့ရှိရင် row 11ကနေပြီးတော့ row 34ထိ9 single crochet ထိုးသွားပေးရမှာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာထပ်မံပြန်တွေ့ကြမယ်နော်